အားလုံးမင်္ဂလာပါကယ်လီဘောင်တို့ YouTube Channel ကနေတင်တော့ကိုຫນွေတွေဆိုတာကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောသွားမယ့်အကြောင်းအရာကတော့ရှောလမုန်မင်းကြီးရဲ့တရားစီရင်ခံဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒါဝိမင်းကြီးနဲ့ယောဆန်တဲ့အခါသားတော်ရှောလမုန်ခမည်းတော်နေရာမှာနန်းတက်လာတယ်အဲ့လိုနန်းတက်လာတဲ့အချိန်မှာရှောလမုန်ရှင်ဘုရင်အနေနဲ့ဖျားကိုဝတ်ပြုကိုးကွယ်ဖို့ရန်ဂျေရုဆလင်မြို့မှာဗိမာန်တော်မရှိသေးတဲ့အတွက်ကြောင့်ဂီဘောင်မြို့ကိုသွားပြီးတော့မြင့်တဲ့တောင်ပေါ်မှာရစ်ပေါင်း1000ပူဇော်ပြီးတော့ဖျားကိုရှစ်ခိုးတယ်ဖျားကိုပူဇော်တယ်အဲ့ဒီချိန်မှာညမိုးချုပ်တဲ့ခါမှာသူအိပ်ပျော်တဲ့ခါမှာဖျားအနေနဲ့အိမ်မက်ထဲမှာပေါ်လာပြီးတော့ငါ့ကိုတောင်းချင်တဲ့ဘာစုမဆိုတောင်းပါလို့ပြောလိုက်တယ်ဒါနဲ့ရှောလမုန်မင်းကြီးအနေနဲ့ဘာတောင်းလဲဆိုတော့ကိုရောကျွန်တော်ခမည်းတော်ဒါဝိမင်းကြီးကိုရောကောင်းကြီးပေးတဲ့အတွက်ကြောင့်ကောင်းမဆိုဆိုးဆန်တယ်သူနိုင်ရဆန်တဲ့ခါမှာသူ့နေရာမှာကျွန်တော်ကိုနန်းဆန်ခွင့်ပေးပါတယ်အခုကျွန်တော်အသက်ငယ်သေးတယ်ပြီးတော့ကျွန်တော်အနေနဲ့ဒီလောက်များပြတဲ့အေးတေလာလူမျိုးတွေကိုတရားစီရင်ဖို့ရန်ကျွန်တော်မှာဉာဏ်ပညာမလုံလောက်တဲ့အတွက်ကြောင့်အေးတေလာတစ်မျိုးသားလုံးကိုအမားနဲ့အမှန်ခွဲခြားပြီးတော့မှန်ကန်စွာတရားစီရင်နိုင်ဖို့ရန်ကျွန်တော်ကိုဉာဏ်ပညာချပေးပါလို့ပြောလိုက်တယ်တောင်းလိုက်တယ်ဒါနဲ့ဖယားကရှောလမုန်ရဲ့တောင်းတဲ့အစုကိုသဘောကျပြီးတော့ဗာပြောလဲဆိုတော့မင်းအနေနဲ့ငါ့ကိုဘုံစည်းစိမ်လည်းမတောင်းဘူးချမ်းသာခြင်းလည်းမတောင်းဘူးရန်သူအသက်လည်းမတောင်းဘူးအသက်ရှည်ခြင်းလည်းမတောင်းဘဲနဲ့အေးဒေလာလူမျိုးတွေကိုမှန်ကန်စွာအုပ်ဆိုးပြီးတော့စီရင်နိုင်ဖို့ကောင်းမကောင်းဆုံးဖြတ်နိုင်တဲ့ဉာဏ်ကိုတောင်းတဲ့အတွက်ကြောင့်မင်းတောင်းတဲ့ဉာဏ်ကိုငါပေးမယ်မင်းရှိမှရှိတဲ့ရှင်မြတ်အားလုံးမင်းနောက်မှရှိတဲ့ရှင်မြတ်အားလုံးထက်ပူတာတဲ့ဉာဏ်ပညာကိုငါချပေးမယ်လို့ပြောလိုက်ဒါမကဘဲနဲ့မင်းမတောင်းတဲ့ဘုံစည်းစိမ်နဲ့ချမ်းသာခြင်းကိုလည်းငါပေးမယ်ပြီးတော့ဘုံစည်းစိမ်ကိုလည်းပေးမယ်ချမ်းသာခြင်းကိုလည်းပေးမယ်အသက်ရှင်ခြင်းကိုလည်းပေးမယ်ရန်သူအပေါင်းကိုအောင်မြင်နိုင်ခြင်းကိုလည်းငါပေးမယ်မင်းရဲ့ဒီအုပ်ချုပ်တဲ့အချိန်မှာငြိမ်သက်ခြင်းကိုလည်းငါပေးမယ်လို့ပြောလိုက်တယ်ဒါဟာအိမ်မက်ဖြစ်တယ်ဒါပေမဲ့အိမ်မက်ထဲမှာဖခင်ကသူ့ကိုတကယ်စကားပြောတာဒါနဲ့သူအိယာကနိုးလိုက်တယ်နောက်တနေ့ကျတော့ဂီဘောင်မြို့ကနေဂျေရုဆလင်မြို့ကိုပြန်သွားတယ်ပြန်သွားပြီးတော့သူဂျေရုဆလင်မြို့မှာတရားစီရင်အမျိုးသမီး2ယောက်ရှင်ဘုရင်တရားစီရင်ခြင်းကိုခံယူဖို့ရောက်လာတယ်ပထမအမျိုးသမီးကဘာပြောလဲဆိုတော့ကျမတို့2ယောက်တဲ့အိမ်တိမ်မှာအတူတူနေတယ်ကျမတားလေး1ယောက်ကိုမွေးတယ်ကျမသားမွေးပြီးတော့3ရက်ကြာတဲ့ခါမှာဒီအမျိုးသမီးကသား1ယောက်မွေးတယ်ဒါနဲ့ညအိတ်တဲ့ခါမှာဒီအမျိုးသမီးကသူ့သားကိုဖိမိတ်ပြီးတော့တည်သွားတယ်သူနိုးတဲ့ခါမှာသူ့သားတည်တာတွေ့တဲ့ခါမှာတည်တဲ့သူ့သားကိုကျမရင်ခွင်မှာထားတယ်ကျမရဲ့အသက်ရှင်သောသားကိုယူပြီးတော့သူ့ရင်ခွင်မှာထားတယ်မနေ့မိုးလင်းတော့ကျမသားလေးကိုနှုတ်တိုက်ဖို့လုပ်တဲ့ခါမှာကျမသားလေးတည်နေတယ်ဒါနဲ့မျက်နှာကိုတေးသေးချာချာကြည့်လိုက်တဲ့ခါမှာတည်နေတဲ့ကလေးကကျမကလေးမဟုတ်တာတွေ့ရတယ်အတွက်ကြောင့်အသက်ရှင်တဲ့ကလေးကကျမကလေးဖြစ်တယ်တည်တဲ့ကလေးကသူ့ကလေးဖြစ်တဲ့အတွက်ကြောင့်ရှင်မြင်းကြီးနဲ့မှန်ကန်ဆိုတာတရားစီရင်ပေးပါလို့တောင်းလိုက်တယ်ဒုတိယမျိုးသမီးကလည်းပြောလဲဆိုအသက်ရှင်တဲ့ကလေးကကျမကလေးဖြစ်တယ်တည်တဲ့ကလေးကသူ့ကလေးဖြစ်တယ်ဆိုပြီးတော့တယောက်နဲ့တယောက်ရှင်မြင်းရှစ်မှာငင်းခုန်ကြတယ်အဲ့လိုငင်းခုန်တဲ့ချိန်မှာရှင်မြတ်ပြောလဲဆိုတယောက်ကအသက်ရှင်တဲ့ကလေးကငါကလေးနောက်တယောက်ကလည်းအသက်ရှင်တဲ့ကလေးကငါကလေးတည်တဲ့ကလေးကငါကလေးမဟုတ်ဘူးဆိုပြီးတော့ငင်းကြတယ်ဒီအသက်ရှင်တဲ့ကလေးကိုလူကြတယ်ဆိုတော့ဓာတ်တစ်ချောင်းယူလာခဲလို့ပြောလိုက်တဲ့အခါမှာဓာတ်တစ်ချောင်းယူလာတဲ့အခါမှာပြောလဲဆိုတော့ဒီအသက်ရှင်တဲ့ကလေးကိုလူကြတယ်ဆိုတော့ကလေးကို2ချမ်းခွဲလိုက်ပါပြီးမှတဝက်စီခွဲလိုက်ပါဒါနဲ့ပထမကလေးကပထမအမျိုးသမီးဟာဒီသူ့ရဲ့သားလေးကို2ချမ်းခွဲမယ်တေမယ်ဆိုတာ
အယံတနာတဲ့အတွက်ကြောင့်ချစ်တဲ့အတွက်ကြောင့်ဘာပြောလဲဆိုရှင်မင်းကြီးနော်ဒီကလေးကိုနှချမ်းမခွဲပါနဲ့သူ့ကိုပဲပေးလိုက်ပါဒါပေမဲ့ဒုတိယမျိုးသမီးကဘာပြောလဲဆိုဟုတ်ပြီကျမတို့ကငင်းခုန်ကြတယ်အဲ့အတွက်ကြောင့်အသက်ရှင်တဲ့ကလေးကိုလူကြတယ်ဆိုတော့နှချမ်းခွဲပြီးတော့တချမ်းစီပေးလိုက်ပါလို့ပြောတယ်ရှင်မရဘာပြောလဲဆိုတော့ပထမအမျိုးသမီးဟာဒီကလေးရဲ့စစ်မှန်တဲ့အမေဖြစ်တယ်အဲ့အတွက်ကြောင့်ဒီကလေးကိုနှချမ်းမခွဲဘဲနဲ့ပထမအမျိုးသမီးကိုပေးလိုက်ပါလို့ပြောလိုက်တယ်ဒီလိုနဲ့ပဲရှောလမုန်ကဖျားပေးတဲ့ညံနဲ့အေဒလတိုင်းပြည်ကိုအုပ်ချုပ်ပြီးတော့ခက်ခဲသောပြဿနာမျိုးမျိုးကိုဒီဖြေရှင်းနိုင်ပြီးတော့စီးပွားရေးနိုင်ငံရေးနော်အဖက်ဖက်မှာတိုးတက်ကြီးပွားအောင်မြင်ပြီးတော့သူအုပ်ချုပ်တဲ့ချိန်မှာအေဒလတိုင်းပြည်စစ်မှုရေးရာတွေမရှိဘူးစီးပွားရေးမှာတိုးတက်ချမ်းသာတဲ့အရာမှာတိုးတက်တယ်ဆိုတာကျွန်တော်တို့တွေ့ရအဲ့အတွက်ကြောင့်ဒီနေ့သင်ခန်းစာအနေနဲ့ကျွန်တော်ယူနိုင်တာဟာကျွန်တော်ဖျားကိုတောင်းမယ်ဆိုရင်ဖျားကဉာဏ်ပညာလည်းချပေးနိုင်တယ်ကြာမာခြင်းကိုလည်းချပေးနိုင်တယ်စီးပွားအောင်မြင်ခြင်းကိုလည်းချပေးနိုင်တယ်ကျွန်တော်အနေနဲ့ဖျားကိုတောင်းတယ်ဆိုရင်ဖျားကဘာမဆိုပေးနိုင်တယ်ဆိုတော့သင်ခန်းစာကိုကျွန်တော်အနေနဲ့ယူစေချင်ပါတယ်အဆုံးတိုင်နားထောင်တော့သူအားလုံးကိုကျေးဇူးတင်တယ်ကျွန်တော် YouTube channel ကို subscribe မလုပ်သေးတယ်လို့ subscribe လုပ်ပေးဖို့ like လုပ်ပေးပြီးတော့ VPN ခံကြည့်ပေးဖို့နော်ဒီကျွန်တော် YouTube channel နဲ့ကိုကြည့်ရှုတော့သူအားလုံးကိုဝေးချမ်းချင်းစိတ်ချမ်းသာခြင်းနဲ့စီးပွားလာဘတိုးတက်ခြင်းပွားအောင်မြင်ခြင်းရနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းဆန္ဒပြုရင်းနဲ့ဂုဏ်ချုပ်လိုက်တယ်အဆုံးတိုင်ကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်